ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမဲ့အကြောင်းအရာကထိုင်းရောက်မြန်မာလူသားတွေကိစ္စနဲ့ရင်စပါမယ်ထိုင်းရောက်မြန်မာလူသားတွေကိစ္စဆိုတာမနေ့ကလည်းအဆက်လို့လည်းပြောလို့ရပါတယ်ထိုင်းမှာရောက်နေတဲ့မြန်မာလူသားတွေအခုနောက်ဆုံးအခြေအနေကတော့သူတို့လောက်ခလာတာလေးညှိနှိုင်းလို့ဆင်ပြေသွားပြီလို့သိရပါတယ်အားလုံးသိရတဲ့အတိုင်းပဲမနေ့ကတော့ရုတ်တရက်ကြီးအလုတ်ထုတ်ခံရတဲ့မြန်မာလူသမား1450တမနေ့ရှိရပါတော့ဆိုတော့အဲ့လူသမား1450တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကနေပြီးတော့ဒီသူတို့ကတော့ထိုင်းမှာရှိတဲ့မြန်မာလူသမားအဖွဲ့အစည်းတွေကိုအကူအညီတောင်းကြတယ်လို့ရှိကြပါတယ်ဒါပေမဲ့ထိုင်းရရှိမြန်မာလူသမားအဖွဲ့အစည်းတွေနဲ့စာရင်ထိုင်းမှာရှိတဲ့မြန်မာလူသမားတန်ရာရှိအစိုးရတန်ရာရှိတွေတွားပြီးတော့အကူအညီတောင်းပေးလိုက်တဲ့အခါမှာဗါလဲပြီးတော့ကိုတွားပြီးတိုင်းညှိနှိုင်းလိုက်တဲ့အခါမှာတွားပြီးတော့ညှိနှိုင်းတဲ့အခါမှာကိုပြည်လည်မှုတွေရရှိတယ်ရသိလိုက်တဲ့ရော်ကြီးလည်းရတယ်လို့သိရတယ်နော်ထိုင်းနိုင်ငံ Fitburi ခရိုင်ကKelcom ဆိုတဲ့စက်ရုံအဲ့စက်ရုံမှာလုံးလုံးနေတဲ့မြန်မာလူသား1450ဦးအဲ့50ဦးကိုသူကဒီမြန်မာလူသမားတန်ရာရှိတွားပြီးတော့ညှိနှိုင်းတယ်အဲ့50ဦးလည်းပတ်သက်မနေ့ကတွားညှိနှိုင်းပါတယ်မနေ့ကတွားညှိနှိုင်းတဲ့အခါမှာအဲ့ဒီမှာဒီဒေတာအုပ်ချုပ်မှုတွေတက်ဆိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကုမ္ပဏီစက်ရုံရဲ့ပိုင်ရှင်တွေပါဝင်တာဝန်ရှိသူတွေအကုန်လုံးပါဗျာဥပဒေရရှိတယ်အကုန်ပါတယ်အကုန်ပါပြီးတော့သူကဒီဥပဒေအရအလုပ်သမားတွေကိုရက်စဲမယ်ဆိုရင်နစ်နာကြီးဘယ်လိုပေးရတယ်လဲအနှုတ်ထုတ်လှုပ်ထုတ်တဲ့နစ်နာကြီးဂယုနာကြီးစသဖြင့်ပေါ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းလိုက်တဲ့အခါမှာနော်ဆိုတော့ဂယုနာကြီးဖြစ်နေဘတ်1000ပြီးမယ်ပေါ့နော်ဘတ်1000ပြီးမယ်ဆိုပြီးတော့ညှိလို့နိုင်လို့ရခဲ့တယ်လို့သိရတယ်ဆိုတော့ဘတ်1000ပြီးမယ်ပေါ့လောက်ခလာတာမှာပါပေါ့နော်ပါ1000ပေးမယ်ပေါ့နင်နာကြီးပါ1000ပေးမယ်အဲ့ဒါတွေကိုဘန်ကောင်တွေကိုဒီနေ့အောက်တိုဘာ1ရက်နေ့ကနေစပြီးတော့သူ့ရဲ့ဘန်ကောင်တွေကိုငွေသားနဲ့ဘန်ကောင်တွေထည့်ပြီးတယ်ဒါမှမဟုတ်ငွေသားနဲ့စပေးတာမျိုးကိုဒီနေ့စလုပ်မယ်ပြီးလို့ရှိရင်တောက်လျှောက်သူတို့ဒီပြောမှဆိုတော့တရက်ထဲအပြီးမဟုတ်ဘူးမဲ့ဒီနေ့ဒီလမကုန်ရင်အပြီးပေါ့နော်အပြီးပေးသွားမယ်ဆိုပြီးတော့သဘောတူသွားတယ်အတွက်ဒီမှာလူသမားတွေလည်းလောလောဆယ်တော့ပတ်1000လောလောဆယ်ရတယ်နင်နာကြီးပတ်1000ရသွားတယ်ရပြီးတော့သူတို့ဘာပြောတခြားအလုပ်တွေတခုသူတို့ထပ်ရှာကြလိမ့်မယ်ပေါ့နော်ထပ်ရှာကြမယ်အလုပ်တွေလည်းရဖို့လည်းရနိုင်ပါရှိပါတယ်ဆိုတော့ဒါပေမဲ့ပတ်1000ဆိုတော့ကျွန်တော်အမြင်ပြောရရင်တော့နည်းပါတယ်ပတ်1000ဆိုတော့နည်းပါတယ်ဘာလို့ဆိုတော့ထိုင်းနိုင်ငံရဲ့လက်ရှိအခြေခံလောက်ခလာစာဘတ်400ရှိတယ်တရက်လောက်ခလာစာဘတ်400ရှိတယ်ဘတ်400ဖြစ်တယ်တစ်လောက်ဆို12000ရှိပါတယ်လှုပ်ထုတ်တာကရုတ်တရက်ထုတ်လိုက်တာဖြစ်တဲ့အတွက်သူရတဲ့နာကပွင့်နေပြောရင်တော့အလုပ်တစ်ခုလူတယောက်ကိုတကယ်လို့အလုပ်ကအဲ့လူတယောက်ကတရားဝင်ဝန်ထမ်းဖြစ်တယ်ပေါ့ဗျာနည်းနည်းဆုံးလုပ်တဲ့လောက်ကလုံတဲ့နှုန်း6လရှိပြီဆိုရင်6လရှိပြီဆိုတော့အဲ့6လနေစပြီးတော့တော့မယ်ဆိုရင်အနည်းဆုံးလောက်ကတာပေးရတဲ့ကပ်တဲ့ချက်ရှိတယ်အဲ့တော့မြန်မာအဲ့မှာရောက်နေမှာတော့တွေကဘယ်လောက်တွေနဲ့ဘယ်လောက်တွေလဲဘယ်လိုလဲတော့ကျွန်တော်မသိလူ1450လုံးကလုံးတဲ့1လတည်းရှိတာလား2လရှိတာလား3လရှိတာလား6လရှိတာလားတစ်နှစ်ရှိတာလားဆိုတော့ကျွန်တော်တို့တော့တယောက်ချင်းစီရအောင်တော့ကျွန်တော်တို့မသိနိုင်ဘူးသို့တော့ထားပါတော့လုံးတဲ့နှစ်လောက်ရှိသွားလူတယောက်တော့ဆိုရင်တော့နစ်နာပါတယ်ဆိုတော့လုံးသမားလုံးဒီမြန်မာနိုင်ငံမှာဆိုရင်တော့လုံးတဲ့နှစ်နှစ်လောက်ရှိလာပြီဆိုရင်နှစ်နှစ်သုံးနှစ်တည်းဝင်လာပြီဆိုရင်ပေးရတဲ့ရော်ကြီးသက်တခုရှိတယ်ပြောရင်တော့လုံးထုတ်လို့ရှိရင်လုံး3လသာပေးပြီးလုံးထုတ်ပြစ်တယ်ဆိုတဲ့စကားတော်မြန်မာရဲ့လုံးသမားကြီးကြားမှာတွင်ကျတဲ့စကားပါဆိုတော့ပြောရင်တော့3လသာပေးကြမလို့ဆိုရင်မလို့လားမသိဘူးနဲတယ်လို့ကျွန်တော်တော့မြင်တယ်သို့တော်လည်းနဲတဲ့ထဲမှာတခါသူတို့အချိန်ကြီးဒီကုမ္ပဏီတွေကအချိန်ကြီးမကောင်းတဲ့အတွက်ထုတ်ရတယ်ဆိုတော့မျိုးကုမ္ပဏီတွေအချိန်ကြီးမကောင်းတဲ့အတွက်ရပ်ဖို့အတွက်လုပ်ရတယ်ဆိုတော့မျိုးဆိုရင်တော့လေဒါညှိနှိုင်းပြီးတော့ပြည်သွားတယ်တောင်းနဲ့ပြည်သွားတယ်ဆိုတော့လေပြဿနာတော့အများကြီးတော့ရှိလာတယ်တော့မဟုတ်ဘူးအစိုးရကလည်းအကောင်းလို့မြင်ပါတယ်အဲ့တော့ဘာပြောလောက်ခလာစာလေးတော့သူတို့ရတဲ့လောက်သူတို့ရပြီးတော့နောက်အလုပ်တစ်ခုတွေလည်းသူတို့ထိုက်ရနိုင်ရှိလို့ခံမှန်းကြည့်ရမှာဖြစ်ပါတယ်ထပ်ပြီးတော့သူကြိုးစားကြမှာပေါ့အဲ့တော့ထိုင်းမှာရောက်နေတဲ့မြန်မာတွေချင်းချင်းလဲကူညီကြပါအလုပ်ကိုင်ခွန်လန်းရဖို့တော့ကိုယ်နိုင်ငံသားတွေလူ1000ကျော်အလုပ်ကိုင်မဲ့သွားတဲ့ကိစ္စကိုဘလို့အလုပ်ပြန်ရအောင်လုပ်ပြီးတယ်လဲဆိုတော့ကူညီကြပါလို့ပဲကျွန်တော်တို့တိုက်တွန်းချင်တယ်နောက်တစ်ခုကထိုင်းအစိုးရအနေနဲ့ကြီးညာလိုက်တဲ့ကိစ္စလေးတစ်ခုဒါတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကနာမည်ကြီးနေတဲ့သတင်းမှာဒါပေမဲ့ကျွန်တော်ကအခုဒီနေ့ confirm ဖြစ်တဲ့အတွက်ထည့်ပြောတာပေါ့နော်ဆိုတော့ထိုင်းအစိုးရကအခုဘာလုပ်လိုက်လဲဆိုတော့မြန်မာလူသမား4000တိတိကိုသူကတရားဝင်လုပ်ခွင့်ပေးမယ်တစ်နှစ်တာတရားဝင်လုပ်ခွင့်ပေးမယ်မြန်မာလူသမား4000အဲ့4000ကဘယ်လို4000လဲဆိုတော့ဒုက္ခတဲ့စခန်းမှာရှိတဲ့မြန်မာလူသား4000ဒုက္ခတဲ့စခန်းမှာရှိတဲ့မြန်မာလူသမား4000ကိုတဲ့တနစ်တိဒါတနစ်တာတရားဝင်လုပ်ခွင့်ပေးမယ်ဆိုပြီးတော့ထိုင်းဝန်ကြီးချုပ်အသစ်အနုချင်ကထိုင်းဝန်ကြီးချုပ်အသစ်နုချင်ကနေပြီးတော့ဒါတရားဝင်အတည်ပြုကြေညာလိုက်တယ်ဆိုပြီးတော့ဘန်ကောက်ပို့စ်ကနေစဖော်ပြတယ်ဆိုတော့ပြောရင်တော့ပြပရောက်မြန်မာလူပြပကနေပြီးတော့အလုပ်လုပ်နေတဲ့သူထိုင်းနိုင်ငံထဲမှာပြပနေလာအလုပ်လုပ်နေတဲ့နိုင်ငံသားတွေအများကြီးပြဿနာတက်ကြတယ်ကမ္ဘောဒီးယားကိစ္စပြဿနာကြီးတက်တဲ့အချိန်မှာသူတို့အလုပ်သမားရှားပါမှုပြဿနာဖြစ်မှာသူတို့စိုးတယ် labor shortage ကိုသူတို့စိုးရင်အဲ့ခါကျတော့မြန်မာတွေကိုသူခေါ်ဖို့စဉ်းစားတယ်အဲ့တော့ခေါ်ဖို့စဉ်းစားတဲ့ခါမှာမြန်မာလူသမားတွေကိုဘယ်လိုပေးမလဲဆိုတော့သူတို့ဒီဒုက္ခသည် camp refugee camp တွေမှာရှိနေတဲ့သူတွေကိုသူတို့သုံးဖို့စဉ်းစားလာတယ် refugee camp ဆိုတာကလည်းထိုင်းမြန်မာနယ်စပ်တွေမှာတခြားလုံးရှိတယ်ထိုင်းဘက်ကလည်းတစ်ချိန်လုံးထောက်ပံ့ကူညီပေးနေရရှိတယ်ဆိုတော့
သူတို့လည်းဖြည့်ရှင်းနည်းတစ်ခုစဉ်းစားလိုက်ပုံရတယ်ထမင်းအလကားကျွေးပြီးတော့ဒီကောင်တွေအလုပ်ခိုင်းလိုက်တယ်ဒါအကောင်းမှထင်တယ်ဆိုမျိုးစဉ်းစားလိုက်ပုံတော့ရတာတော့မသိဘူးအဲ့တော့မြန်မာဒုက္ခသည်စခန်း6ခုကနော်ဒုက္ခသည်စခန်း6ခုမှာရှိနေတဲ့မြန်မာလူသမား4000ရှိရတော့အများကြီးပါဒါပေမဲ့ဒုက္ခသည်9ခုကနေမြန်မာလူသမား4000လူကတော့4000နဲ့မကရှိတယ်ဒါပေမဲ့4000အဲ့တော့စခန်းတွေကဘယ်နေရာတွေမှာရှိလဲဆိုတော့ tech ပြည်နယ်မှာရှိတာ tech ပြည်နယ်မှာရှိတာ3ခုနောက်တစ်ခါဒီမဲဟောင်းဆောင်မှာ4ခုကျန်တစ်ခုကကန်ချနာဘူရီနဲ့ Ratchaburi အဲ့မှာရှိတာကတစ်ခုစီပေါ့နော်ဆိုတော့ပြောရရင်တော့ tech ပြည်နယ်မှာ3ခုရှိတယ်ဒုက္ခသည်စခန်း3ခုရှိတယ်မဲဟောင်းဆောင်မှာက4ခုရှိတယ်ကန်ချနာဘူရီမှာကဒုက္ခသည်စခန်းတစ်ခုရှိတယ် Ratchaburi မှာကဒုက္ခသည်စခန်းတစ်ခုရှိတယ်အဲ့မှာဒုက္ခသည်စခန်းမှာမှတ်ပုံတင်ထားတဲ့အလုပ်လုပ်နိုင်တဲ့အရွယ်18နှစ်ကနေ65ကြားလုပ်နိုင်တဲ့အရွယ်လူပေါင်း42,600ကျော်ရှိတယ်အဲ့ဒီထက်မှသူကလူပေါင်း4000ကိုတော့အရင်ဆုံးအလုပ်ပေးမယ်ပြည်နယ်သူ့ရဲ့ထိုင်းမှာရှိတဲ့ပြည်နယ်ဒေသအသီးသီးမှာပေါ့နော်ဖြန့်ပြီးတော့အလုပ်လုပ်ခွင့်ပေးမယ်ဆိုပြီးပြောလာတယ်ဆိုတော့ဒါလေးကောင်းတော့ကောင်းတယ်ဒါပေမဲ့တခြားတစ်ဖက်မှာဘာရှိလဲဆိုတော့ကျွန်တော်ကတခုစဉ်းစားတာရှိတယ်ဒီနောက်ပိုင်းမှာကရင်ပြည်နယ်ရဲ့ဒီမောတော့ထားပါတော့ဒီကရင်ပြည်နယ်နဲ့ကယားပြည်နယ်အဲ့အဆက်တကြောမှာတက်မတော်ထိုးစစ်တွေဆင်တဲ့အခါ PDF တွေထွက်ပြေးတိမ်းရှောင်ကြတဲ့ PDF တွေအများကြီးရှိတယ်အဲဒီကရင်ပြည်နယ်မှာမနေရတော့ဘူးလက်နက်ကိုင်ဖွဲ့တော့မနေရတော့ဘူးတရားပြည်နယ်မှာမနေရတော့ဘူးအဲ့လိုမနေရတော့တဲ့လူငယ် PDF တွေရှိတယ်အဲ့လိုတွေအကုန်လုံးတချို့ဘယ်လိုသွားလဲဆိုတော့ PDF မလုပ်တော့ဘဲနဲ့ဒုက္ခသည်တွေဒီမှာတော့ရောရောင်နေထိုင်လိုက်တယ်တနတ်တွေကိုဖယ်ပြီးတော့တနတ်တွေကိုဖွက်ပြီးတော့ဒုက္ခသည်ဖြစ်နေရောရောင်နေထိုင်ကြတဲ့လူတွေရှိတယ်အဲ့လိုလူမျိုးတွေလည်းပါမသွားဘူးလို့တော့မပြောနိုင်ဘူးဆိုတော့ပါသွားရင်ကောင်းသလားမင်းကျွန်တော်တော့ကောင်းတယ်လို့ပြောချင်တယ်ပြောရရင်တော့ဗျာဟိုသူတို့သေခံပြီးစစ်တပ်ကိုတိုက်ပါလို့ကျွန်တော်တော့မတိုက်တော့ဘူးဘာဖြစ်လို့ဆိုတော့အသေးခံပြီးစစ်တပ်ကိုတိုက်လို့သေသွားရင်ဘယ်သူတောင်းရင်မှာလဲဘယ်သူမှတောင်းရင်မဟုတ်ဘူးသေသွားရင်အဲ့ PDF တွေသေသွားရင်သူတို့မိသားစုတွေတော့မသိလိုက်ပဲသေသွားတယ်မိသားစု PDF တွေအများကြီးပဲအဲ့တော့သေသွားရင်ဘယ်သူမှတောင်းရင်တော့မဟုတ်ဘူးဘယ်သူမှတောင်းရင်မှလည်းမဟုတ်အမြောက်ပေးတဲ့ကောင်တွေခေါင်းမှတောင်းရင်မဟုတ်ဘူးအဲ့တော့ PDF တွေနေနေကဒုက္ခတဲ့စခန်းမှာသွားရွေးအောင်နေကြတယ်ထိုင်းဘက်ကအခုလိုလုတ်ခေါ်တယ်ဆိုမှပတ်ခွန်နဲ့သူအဲ့ဘက်ကိုရောက်သွားလို့ရှိရင်သူတို့လည်းနံပါတ်1ကလုံးတန်းတဲ့လောက်သူတို့လုတ်ခဲ့ပြီးတာနဲ့သူတို့လုံသမားဖြစ်နေသွားတယ်လှုပ်ပြီးတော့သူတို့ဘောဇက်မြုပ်ပြီးနေလိုက်တယ်ပတ်စံရှာတယ်တမင်းစားဖို့ပတ်စံရှာတယ်မိသားစုထပ်ဖို့ပတ်စံရှာတယ်ဒါဆိုရင်ကောင်းတယ်လူမတတ်တော့ဘူးလူတတ်တဲ့အလုပ်လည်းမလုပ်တော့ဘဲနဲ့တိုင်းပြည်အတွက်ဖြစ်မှမလုပ်တော့ဘဲနဲ့ဒါတီနီအေဂျင့်တော့ကောင်းမဟုတ်ဘူးဇက်မြုပ်ပြီးနေထိုင်သွားတယ်ဒါကောင်းတဲ့ကိစ္စပဲကျွန်တော်တော့ထိုင်းရဲ့အဲ့ချင်းညာချက်ထက်မှာပြောရရင်တော့ PDF လူငယ်လေးတွေများများပါသွားရင်ပိုကောင်းမယ် PDF လူငယ်တွေများပါသွားရင်ပိုကောင်းမယ်အဲ့တော့အလုပ်လုပ်နေတဲ့အခါကျတော့ဒီပေါက်တော့ကြရည်လုပ်ဖို့အချိန်နည်းနည်းလျော့သွားတယ်အဲ့တော့အလုပ်ရှိနေတာကောင်းပါတယ် PDF ညီငယ်တွေလုပ်ရှိသွားမယ်ကိစ္စပါသွားရင်အဲ့4000နဲ့မှာဘယ်လောက်ပါသွားမလို့ကျွန်တော်မသိဘူးပါသွားနိုင်ချီလဲရှိတယ်အဲ့တော့ပါသွားပြီးတော့အလုပ်လုပ်ကြမယ်ဟိုသူတို့လည်းမသိဘူးဘယ်သူမှလည်းမတတ်ဖြစ်ဘူးဆိုမတတ်ဖက်နဲ့အလုပ်ပဲလုပ်နေတယ်ဆိုရင်တော့ဒါကောင်းတဲ့ကိစ္စပါအဲ့တော့ကျွန်တော်ကတော့ထိုင်းရဲ့ဒီမြန်မာလူသမားတွေကိုလှမ်းခေါ်လိုက်တဲ့ကိစ္စတော်တော်လေးတကွက်တော့လှတယ်ပေါ့နော်ဒါတကွက်တော့လှတယ်နောက်တစ်ခုကတစ်ချက်မှချိန်ထဲမှာဘာလို့သားစဉ်းစားမိလဲဆိုတော့ကမ္ဘောဒီးယားကိုတစ်ချက်ပြရတဲ့သဘောပေါ့နော်ကမ္ဘောဒီးယားတွေပြန်သွားလိုက်ဂျင်းဆိုင်ကငါတို့မှမြန်မာလူသမားတွေရှိတယ်ဈေးပေါ်နဲ့ရတယ်ပေါ့နော်တကယ်လဲမြန်မာတွေကဈေးပေါ်ပါတယ်ဈေးတော်တော်ပေါ်ပါတယ်အဲ့တော့ကိုမြန်မာတွေအနေနဲ့ဈေးပေါ်တာနဲ့ဈေးတမိုးကြီးတဲ့တမိုးကြီးတဲ့ဟိုလုံသားရင်းမြစ်ဖြစ်အောင်လို့မြန်မာတွေကလည်းဝိုင်းဝန်းပြီးတော့ကြိုးစားကြဖို့တော့တိုက်တွန်းပါတယ်နော်ဒါကတော့ထိုင်းရောက်မြန်မာတွေကိစ္စနဲ့ဆက်ဆက်တာထည့်ပြောတာပါနော်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီထိုင်းကမ္ဘောဒီးယားမြန်မာလုံသားကိစ္စတွေပြောနေကြရင်းနဲ့မြန်မာကိစ္စလည်းပြောတော့မယ်အဲ့တော့မနေ့ကညကျွန်တော်ရုပ်သံမမီလိုက်ဘူးဗျာကျွန်တော်ရုပ်သံပြောတယ်နောက်ဆုံးမိနစ်လေးကြာမှာပဲပိတ်ခါနီးလေးကြာမှာဘတ်ဆိုပြီးဒီလောက်ခလာတာတိုးတဲ့ကိစ္စလေးကကျွန်တော်ဒီသတင်းမှန်ပြန်ကြားရေး group တွေမှာဘတ်ခနဲ့တက်လာတဲ့ခါကျတော့လောက်ကလာကစားတာတဲ့ထောက်ပံ့ချီတူတော့အဲ့ဒါဘတ်ခနဲ့တက်လာတဲ့ခါကျတော့ဟာကြည့်ပြီးတော့ဟာမမိလိုက်ဘူးဗျာကျွန်တော်ရုပ်သံပြီးတော့ဒီနေ့မှကျွန်တော်ပြောမှာပေါ့နော်ဆိုတော့တိုးတာကိုအားလုံးသိပြီးသွားပြီနိုင်ငံပိုင်သတင်းသမားလည်းကြီးညာထားတယ်ပြည်တွင်းပြည်ပမီဒီယာအားလုံးမှာအဲ့သတင်းကပေါ်လို့ရပါသွားပြီဥပမာဆိုတော့လောက်ခလာတာမဟုတ်ဘူးနော်သူအဖိုးထောက်ပံ့ကြီးဆိုပြီးပေးလာတာဟို2ကြိမ်ရှိပေးခဲ့တာရခင်ပေးခဲ့တာ2ကြိမ်ရှိပြီ3000စီ2ကြိမ်ပေးခဲ့တယ်အခုဒီ2025အောက်တိုဘာ1ရက်ဒီနေ့ကစပြီးတော့သူကစပြီးတော့သတ်မှတ်မယ်အောက်တိုဘာလကုန်တာနဲ့ဒီနိုင်ငံဝန်ထမ်းတွေအငိမ့်သားတွေအကုန်ပါတယ်ပေါ့ဗျာအကုန်လုံးဒီနေသားလောက်ခလာတာဆိုတော့ဒီမှာပါသူနဲ့ထိုက်တဲ့အလျောက်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေကို3000နဲ့နောက်9800ပေါ့3000ကဒီနိုင်ငံဝန်ထမ်းတွေကိုပေးတာ9800ကတော့နေသားလာပေးသမားတွေကိုပေးထပ်တိုးဘယ်လိုခေါ်မလဲသူ့ကိုဒီဘာလို့ဆိုအပူဟာဖြစ်နေပေးတာပေါ့နော်အဲ့လိုပေးတဲ့ဟာလေးကြီးညာလိုက်တယ်မနေ့ကဆိုတော့သူသုံးတဲ့စကားလုံးလေးရှိတယ်ကျွန်တော်အဲ့ဒါကြီးညာပေးဒါလာတာမဟုတ်ဘူးနော်ခင်ဗျားတို့တချို့ကိစ္စလာတာနဲ့မှမှာဆိုလို့အပူထောက်ပံ့ခြင်းထပ်မှန်ခါသားဝင်ပြုလာဆိုတော့ထုတ်ပြန်ချက်ကိုကျွန်တော်အကြမ်းဖျင်းဖတ်ပြမယ်နိုင်ငံတော်တာဝန်ထမ်းဆောင်နေကြတဲ့ဝန်ထမ်းတွေအတွက်တဲ့အပူထောက်ပံ့ခြင်းဖြစ်တူးလျင်တက်လာကျပ်3000ကိုတဲ့2023ခုနှစ်အောက်တိုဘာတွင်စတင်ပထမအကြိမ်နဲ့2024ဩဂုတ်လမှာစဒုတိယအကြိမ်ဖြစ်၎င်းနဲ့ခါသားဝင်ပြုခဲ့ပါတယ်တဲ့ယခုကလက်ရှိထောက်ပံ့လေးရှိတဲ့အပူထောက်ပံ့ခြင်းကျပ်6000အပြင်တဲ့
ထပ်မံ၍ကျပ်3000တိတိကိုအပိုထောက်ပံ့ခြင်းဖြင့်လာစဉ်ခန်းစားခွင့်ပြုလိုက်သည်ဆိုပြီးကြေညာပါတယ်ဆိုတော့ပြောချင်တာကတော့ရခိုင်က2023မှာတစ်ကြိမ်24မှာတစ်ကြိမ်25မှာတစ်ကြိမ်3ကြိမ်တိတိအပိုထောက်ပံ့ခွင့်ရပါတယ်ဆိုတော့3ကြိမ်ဆို9000ပထမဆုံး3000ဒုတိယ3000နောက်3000ဆို9000ရပြီအဲ့တော့မူလလာစာသူတတ်မှတ်ထားတဲ့လာစာအပြင် plus 9000အဲ့လိုပြောချင်တယ်ဥပမာထားတော့ရိုးရိုးရုံးဝန်ထမ်းတယောက်ကလာစာ2သိန်းရတယ်ဆိုရင်နောက်တော့9000ပေါင်းရင်2သိန်းနဲ့9000ဒါကိုပြောချင်တယ်ပေါင်းရင်သူနောက်ဆုံးရမယ့်ငွေက2သိန်း9000ဒါပေမဲ့ပြီးခဲ့တဲ့2023မှာလာစာ2သိန်းရတဲ့ဝန်ထမ်းက2သိန်းနဲ့3000ရမယ်2024ရော2သိန်းနဲ့6000ရတယ်2025ရော2သိန်းနဲ့9000ရတယ်ဒီသဘောမျိုး3000ထပ်တိုးလိုက်တယ်ပေါ့နော်တိုးလာတယ်ဆိုတော့3000ထပ်တိုးပေးပါတယ်ဆိုပြီးပြောတယ်အဲ့တော့တက်မတော်ကြီးလေဝန်ထမ်းများတွေအပိုထောက်ပံ့ကြီးကိုလည်းအလားတူပဲ3000ကြီးလေဝန်ထမ်းများတွေအပိုထောက်ပံ့ကြီးကိုလည်း3000เนาะအဲ့တော့ဒီဝန်ထမ်းများရဲ့အပိုထောက်ပံ့ကြီးပေးပြီးလိုက်နာဖို့ဆိုတဲ့ကြေညာချက်တွေလည်းသူတို့ကြေညာထားတာရှိပါတယ်ပြီးတော့တစ်ချိန်တော့ပဲနေသားဝန်ထမ်းတွေအတွက်လည်းအပိုထောက်ပံ့ကြီးဆိုပြီးတော့သူကတနေ့ရှင်းလိုက်ပြီးလောက်ခလာစာ4800ချက်ကိုအပိုထောက်ပံ့ကြီးဖြစ်နေ1000 2023အောက်တိုဘာမှာပထမချိန်ဖြစ်နေ1000 2024အောက်တိုဘာမှာဒုတိယချိန်ဖြစ်နေခန်းသားဝင်ပြုတယ်2ချိန်ပြီးတော့နောက်အခုထောက်ပံ့ပြီးတော့နောက်အခုလက်ရှိထောက်ပံ့တာက2000အပြင်ထပ်မှတ်ပြီးတော့1000အပိုထောက်ပံ့ကြီး3000ထပ်ရတယ်ဆိုတော့ပြောရရင်တော့နေသားလောက်ခလာစာသမားတွေအတွက်ကပြောတော့အပိုထောက်ပံ့ကြီးအပါဝင်လောက်ခလာစာနဲ့ပေါင်းရင်9800ရတယ်ပေါ့ဗျာသူကလောက်ခလာစာတော့4800ပဲဒါပေမဲ့သူ့ကိုတစ်နှစ်ကို1000နဲ့ plus တိုးသွားလိုက်တာ3နှစ်မြောက်ဒီနှစ်3နှစ်မြောက်လောက်ရောက်တော့3000ထပ်ပေါင်းလိုက်တဲ့အခါ4800နေပြီးတော့9800ဖြစ်သွားတယ်အဲ့တော့ဒါပေမဲ့တရားဝင်သတ်မှတ်တာ4800ပဲလာတာဒါပေမဲ့သူ့အပိုထောက်ပံ့ကြီးက3000ဖြစ်သွားတယ်ပေါ့ဒီနောက်ဆုံးဒီနှစ်လျောက်ကို3000မြောက်3000ဖြစ်သွားတယ်ဆိုတော့ပေါင်း9800ရကြမယ်သဘောရှိတယ်တည့်ရပေါ့နော်ဒါနေသားဝန်ထမ်းတွေနဲ့နေသားအလုပ်သမားတွေပေါ့နော်အငိမ့်သားဝန်ထမ်းတွေအတွက်လည်းသူကပေးပါတယ်အဲ့ဒါတော့တစ်လ3000ပဲထပ်ပြီးတော့ပိုထပ်3000ထပ်ပေးပါတယ်အဲ့တော့ပြောရရင်တော့ပြန်ပြီးနှစ်ချုပ်ရလို့ရှိရင်တော့ဒါ3ဝန်ထမ်းနိုင်ငံဝန်ထမ်းလုပ်တဲ့သူတွေတော့က3000ထပ်တိုးတယ်ဒီနေ့3000အပိုထောက်ပံ့ကြီး3000ထပ်ရတယ်နေသားဝန်ထမ်းတွေလည်းပို3000ထပ်ရတယ်နေသားလာပေးသမားတွေတော့ကတော့အပို1000ထပ်ရတယ်ဆိုတော့800 2000တိုး1000တိုးခဲ့ဘူးတော့ဆိုအပို3000ဆိုတော့မူလ4800ဆိုတော့လောက်ခလာစာ4800နဲ့ပေါင်းလိုက်ရင်လောက်ခလာစာ plus 3000အပိုထောက်ပံ့ကြီးဆိုတော့9800သူကတရက်ဝင်ငွေက9800ရှိရမယ်ဆိုပေါ့ဖြစ်သွားတယ်ဒါပေမဲ့လာစာမဟုတ်ဘူးเนาะလာစာမဟုတ်ဘူးဆိုတော့အဲ့ဒါမျိုးတော့အဲ့တော့ဒါလေးကိုတော့ကျွန်တော်တို့တွေးလိုက်တဲ့တော့ကျွန်တော်တို့ပို့လည်းပြောရင်တစ်ချက်ကတော့ဒါနိုင်ငံတော်ကဒီလိုမျိုးချင်းမြင့်ပြရတော့ဝမ်းသာပါတယ်ဒါပေမဲ့ဒီချင်းမြင့်ပြမှုကနိုင်ငံတော်ကတော့ဒါနိုင်ငံတော်ရဲ့နိုင်ငံဝန်ထမ်းတွေအတွက်ချင်းမြင့်တဲ့အတွက်ပြန်ကြည့်တဲ့အတွက်ကြည့်ပေးတာပေါ့เนาะဒါပေမဲ့အဲ့ဒီကိစ္စတွေမှာစဉ်းစားစရာတွေအများကြီးပေါ်တယ်ဥပမာအများကြီးပေါ်တယ်ဘယ်လိုပေါ်လဲဆိုတော့တစ်ချက်ကကျတော့ကျွန်တော်တို့ပြန်အေးအေးစဉ်းစားကြည့်မယ်ဆိုတော့နိုင်ငံတော်အနေနဲ့အဲ့ဒီဝန်ထမ်းတွေအတွက်ကို3000တိုးပေးလိုက်တာလူတယောက်ကကျွန်တော်ကနိုင်ငံဝန်ထမ်းတယောက်ဆိုရင်တော့ကျွန်တော်စိတ်ဆိုးမယ်ဟာစိတ်ဆိုးတော့မဟုတ်တော့3000ရတယ်3000ရတယ်မပြောဘူးကွာအမင်း3000လဲကွာမကြိုက်ဘူးအမင်း3000မင်းလည်းခုဝယ်ရဲ့ကုန်စည်နှုန်းတွေကငါတို့3000ဘာမှမထူးတာကွာ3000ကနိုင်ငံဝန်ထမ်းတယောက်နဲ့ဒီလိုတွေးလွယ်တယ်သူတို့တွေကမှားလားဆိုတော့မမှားဘူးအဲ့တော့အခုလက်ပိတ်တိုင်းတကားထိုင်တော့အနေနဲ့1000လောက်မှထိုင်လို့ရတဲ့ဘောဖြစ်သွားပြီအနေထားအဲ့လိုဖြစ်သွားပြီเนาะခင်ဗျားတို့ဟိုတချို့တော်တော်လေးတက်တောက်မှဆိုတော့9000တော့သွားတာဆိုတော့တေချာတာကဘလို့မှသူတို့အစင်3000ကတော့ကွာအလကားပါကွာ3000ပဲဘယ်လောက်ဝင်လို့အဲ့လိုတချို့ကနဲတယ်လို့ထင်တဲ့ဝန်ထမ်းတွေရှိလိမ့်မယ်ခံစားမှုဒီအပေါ်ထောက်ပံ့ခြင်း3000ပေးတာ3000ပေးတာနဲလိုက်တာလို့ပြောတွေးတဲ့ခံစားဝန်ထမ်းရှိလိမ့်မယ်ဒါပေမဲ့သူတို့တွေးတာမှားလားဆိုတော့မမှားပြန်ဘူးသူတို့လည်းပြန်တွေးကြည့်ရင်လက်ရှိကုန်စည်နှုန်းရသူတို့ပြောတာလည်းမမှားဘူးဒါပေမဲ့သူတို့ပြောတာမမှားသလိုနိုင်ငံတော်ကတိုးပေးတာမှားလို့လားဆိုတော့နိုင်ငံတော်တိုးပေးတာနဲလို့ဆိုတော့မနဲဘူးဗျကျတော့မနဲဘူးလို့ဘာကြောင့်ကျွန်တော်ဒီလိုပြောလဲမေးရင်အကြောင်းပြချက်ကရိုးရိုးလေးပဲလူတယောက်ကတော့ပတ်စံ3000လို့ပြောလိုက်တာလူတယောက်ကတော့ဝန်ထမ်းတယောက်ကတော့3000ကွာဘာလို့မှလည်းပြောရမယ်နိုင်ငံတော်ကလူတယောက်ကို3000ဆိုအဲ့တယောက်တည်းကိုပေးတာမဟုတ်ဝန်ထမ်းအောင်မှဝန်ထမ်းပေါင်း1တန်းရှိတယ်ဆိုပါသူကြော်တယ်1တန်းကြော်တယ်ကျွန်တော်သိသလားဒါပေမဲ့1တန်းမရှိတာဝန်ထမ်း1တန်းကိုတစ်လောက်ကိုတန်းပေါင်း3000ပတ်စံထပ်ပြီးတော့နိုင်ငံတော်ကကုန်ကြခံလိုက်ရတာပတ်စံ3000ဆိုတာလူ1တန်းဝန်ထမ်း1တန်းဆိုရင်တန်းပေါင်း3000တစ်လောက်ကိုတန်းပေါင်း3000ပတ်စံပို့ပြီးတော့နိုင်ငံတော်ကပို့သုံးလိုက်ရတာနိုင်ငံတော်ဘတ်ဂျက်ထဲကနေပတ်စံတန်းပေါင်း3000ထည့်လိုက်ရတာတန်းပေါင်း3000နော်ဆိုတော့ဟိုတန်းပေါင်း3000ဆိုတဲ့ပမာဏနည်းနည်းတော့ပမာဏတော့မဟုတ်ပါဘူးတစ်လတိုင်းမှာနော်အဲ့တော့ပမာဏအဲ့တော့ပြောနေတယ်နိုင်ငံတော်အဲ့လောက်ထိဟိုသူတို့မှလည်းချမ်းသာလို့လားဆိုတော့နိုင်ငံတော်ကချမ်းသာမနေဘူးချမ်းသာမနေတဲ့အတွက်ဒီပေးနိုင်လို့ရတဲ့လောက်သူတို့ပေးတယ်သို့တော့ပေးရရတဲ့လောက်လေးသူတို့လုပ်ပြီးတော့ပေးတယ်သို့တော့ခုနဒီဝန်ထမ်းတွေတော့ကမကြိုက်ဘူးဆိုတာပြဿနာဘာလဲဆိုကုန်စည်နှုန်းဆိုတော့ပြောရရင်တော့ဒီမှာကဝန်ထမ်းဒီမှာအစိုးရဝန်ထမ်းကိုပေးသည်ပေးကပေးဝန်ထမ်းသည်မဝဝန်ထမ်းသည်မရဆိုတော့မရတဲ့မဝတဲ့ဝန်ထမ်းကပေးတဲ့လူပေါ်မှာကျေးဇူးတင်သလားမင်းကျေးဇူးတင်ဖို့ကြတော့ဘလို့တင်မှမသိဖြစ်နေတယ်အဲ့ဒါလည်းမမားပြန်တင်တဲ့လူတွေကျေးဇူးတင်ကြပါတယ်ကျေးဇူးမတင်တဲ့သူတွေလည်းမားတယ်လို့ပြောတာဒါပေမဲ့ကျေးဇူးမတင်တဲ့သူတွေလည်းဒါသူကိစ္စပေါ့သို့တော့ကျေးဇူးတင်သည်ဖြစ်စေမတင်သည်ဖြစ်စေပေးကပေးမဝအဲ့ဒါအမှန်ပဲ
ဆိုတော့3000ကရှင်းပြရင်တော့လက်ရှိကုန်စည်နှုန်းအတွက်တော့ဒီ3000ကအရင်ကာဘာဖြစ်မနေဘူးဆိုတော့ဒါတော့အမှန်ပဲဆိုတော့ဒါဆိုရင်နိုင်ငံတော်ကဘာလုပ်တင်တာလဲကုန်စည်နှုန်းဆိုတဲ့ဟာကြီးကိုကြည့်ရတယ်ဆွဲချမယ်ကုန်စည်နှုန်းဆွဲချမယ်ကုန်စည်နှုန်းဘယ်လိုဆွဲချမလဲဆိုတော့မိကုန်းပြဿနာရှိပြအောင်ကုန်စည်နှုန်းဘယ်လိုဆွဲချမလဲဆိုတော့မိကုန်းကအကြောင်းပြချက်မျိုးစုံရှိတယ်မျိုးစုံရှိတယ်အဲ့တော့ကုန်စည်နှုန်းဆွဲချခြင်းလို့ရှိရင်ရှင်းရှင်းလေးပဲဗျာပြပသွင်းကုန်တွေကိုဟိုနိုင်ငံခြားသုံးစွဲငွေမကန့်သတ်ဘဲနဲ့ပြပသွင်းကုန်တွေကိုဖွင့်ချပေးလိုက်ပါလားဒီလိုပြောလို့ရတယ်ဒါပေမဲ့နိုင်ငံတော်ကြတော့အဲ့လိုလုပ်လို့မရပြန်ဘူးပြဿနာအဲ့လိုပြဿနာပတ်လိုက်ရိုက်တယ်ဟိုတော်တော်ပြီးခဲ့တဲ့ရက်ပိုင်းဗိုလ်ချုပ်ကြီးကတခါပြောတယ်သူဒီဗာလဲဆိုတော့ပို့ကုန်သွင်းကုန်ပိုရှန်ငွေပေါ့ဗျာသူ့မှာသူဒီသူ့ရဲ့နှစ်တွေမှာ2ဘီလီယံလောက်သူစုနိုင်တယ်ပိုရှန်ငွေ2ဘီလီယံလောက်ရှိနေစုတယ်ထင်တယ်အဲ့လိုသူပြောခဲ့တယ်ဆိုတော့ဘာလို့အဲ့လိုလုပ်နိုင်လဲလို့မင်းဟိုဒီမှာသွင်းကုန်တွေကိုကန့်သတ်ထားတာပြည်တွင်းကသွင်းလာမယ်သွင်းကုန်တွေကိုကန့်သတ်ထားတာရှိတယ် policy ကန့်သတ်ထားတယ်ဟိုဒီနိုင်ငံရဲ့နိုင်ငံခြားကိုပို့ကုန်ရတဲ့ငွေက16ဘီလီယံကျော်ပဲရှိတယ်ဒေါ်လာ16ဘီလီယံကျော်ရှိတယ်အဲ့တော့16ဘီလီယံကျော်ပြည်ပပို့ကုန်ရတဲ့ပတ်စံနိုင်ငံခြားငွေ16ဘီလီယံကျော်ရှိတယ်သက်ဆိုင်ရာနိုင်ငံတွေမှာအဲ့ရရရှိတဲ့ပတ်စံတွေ16ဘီလီယံကျော်ရှိတယ်အဲ့16ဘီလီယံနဲ့မြန်မာနိုင်ငံကပြန်သွင်းလာတဲ့သွင်းကုန်ကဘယ်လောက်ရှိလဲမေး16ဘီလီယံထက်ကျော်လို့မရဘူးမကျော်ချင်ဘူးဘာလို့မကျော်ချင်လဲဆိုတော့ trade deficit မဖြစ်ချင်ဘူးသူတို့ပြောတော့ဟိုလုံငွေပြတာပေါ့နိုင်ငံတော်ကဒီကုန်သွယ်မှုလုံငွေပြတယ်မဖြစ်ချင်ဘူးပုံငွေပဲသူကပြချင်တယ်ဆိုတော့ကုန်သွယ်မှုပုံငွေပြချင်တဲ့အတွက်သူကရှင်းပြောရင်တော့ဟိုပြည်တွင်းကိုသွင်းလာတဲ့သွင်းကုန်မှန်သမျှတော်တော်များကိုကန့်သတ်ပြလိုက်ကန့်သတ်လိုက်တော့တချို့ကန့်သတ်တဲ့ပစ္စည်းတွေကကန့်သတ်နေတာမှန်ပါတယ်ဒါပေမဲ့တချို့ပစ္စည်းတွေကကန့်သတ်ရင်နဲ့ဘာဖြစ်ကုန်လဲဆိုတော့ကုန်စည်နှုန်းတွေတက်ကုန်တယ်ကုန်စည်နှုန်းတက်ကုန်အဲ့ဒါပြဿနာတက်တယ်ဆိုတော့ရှင်းပြရင်တော့ဟိုသွင်းကုန် policy ဟိုတည်တည်ရှိရပြန်ပြင်ဆင်ဖို့လိုတယ်ဘယ်ပစ္စည်းတွေကငါတို့မဖြစ်မနေသွင်းရပြီးတော့ဘယ်ပစ္စည်းတွေကငါတို့ပြည်တွင်းမှာထုတ်မယ်ဘယ်ပစ္စည်းတွေကိုတော့လုံးဝကိုမသွင်းခဏရက်လိုက်လုံးတယ်အဲ့စဉ်းစားရမယ်အဲ့တော့လူတွေရဲ့နေ့စဉ်ဘဝလိုအပ်ချက် essential ပါလေပြန်တွက်ချက်ဖို့လိုတယ်နိုင်ငံတော်အဲ့ဒါတွက်ချက်ဖို့လိုတယ်တေချာတွက်ချက်ပညာရှင်နဲ့တေချာတွက်ချက်ပြီးမှโอเคနိုင်ငံတော်မဖြစ်မနေသုံးလာတဲ့ပစ္စည်းတွေကိုငါတို့သွင်းကုန်တွေကိုတလောခွင့်ပြုမယ်ဘယ်လိုခွင့်ပြုမလဲကုန်ပြန်သွင်းမယ်သွင်းတာတွေကိုခွင့်ပြုမယ်ဘယ်လိုခွင့်ပြုမလဲဒါလေးစဉ်းစားဥပမာဆိုကြပါစို့ဆေးအခုကျွန်တော်မပြောနိုင်ဗျာခင်ဗျားကျွန်တော်နိုင်ငံမှာရည်စရာကောင်းတာပေါ့ကိုနေကမန္တလေးကကြော်ကြီးကိုကျော်ကြီးပေါ့ကျော်ကြီး MD1 သူတင်ထားတဲ့ဟာလေး post တခုကျွန်တော်ကြည့်ပြီးတော့ဟိုအဲ့ဒီမျိုးတော့ပြောပါလိုရင်းလေးပြောပါမယ်အဲ့သူပြောတာကြည့်ပြီးတော့ကျွန်တော်ပြုံးမိတယ်သူတင်ထားတာလည်းမမှားဘူးဘာလို့ဆို iPhone 7G ထွက်တယ်တဲ့ iPhone 7ထွက်တယ်ပေါ့ iPhone 7 Pro လာထွက်တယ်တဲ့ကျွန်တော်လည်းတစ်ခါမမြင်ဘူးပေါ့ကိုလည်းတစ်ခါ iPhone တော့မကနိုင်ပါဘူးပုံနဲ့ပြောတာဘောကမှ iPhone တော့လည်းမကနိုင်ပါဘူးလေအဲ့တော့ဒီ iPhone 7 Pro ဆိုတာပါလားအဲ့ဒါထွက်တယ်နော်အဲ့ဒါထွက်တော့ဘန်ကောက်မှာအဲ့လိုဟာမျိုးထွက်တာကိုမြန်မာတယောက်ကချက်ချင်းဘက်ကနေဝယ်ပြီးတော့ဒီမှာကြွားပြီးသုံးနိုင်ပြီမယ်တဲ့သုံးနိုင်ပြီမယ်တဲ့အဲ့ပစ္စည်းကိုဒီမှာတွင်းပြီးတည်လာပြီးသုံးနိုင်ပြီမယ်မြန်မာရန်ကုန်မှာရှိတဲ့ဒီမှာရန်ကုန်မြန်မာနိုင်ငံမှာရှိတဲ့တချို့စားဟိုအတကြီးကိုသုံးတဲ့ဆေးဝါးတွေလောလောကူသွင်းပြရတော့ကုန်စည်နှုန်းတွေကနှစ်ဆသုံးဆတက်ကုန်တယ်ဆိုတော့ဟိုပစ္စည်းကိုလောလောကူဝယ်ပြီးသွင်းနေကြရင်ဝယ်လာကြရင်သွင်းနေကြရင်ဟိုလူတွေသုံးတဲ့ဆေးဝါးကျွန်တော်တို့မလုပ်နိုင်တဲ့ဆေးဝါးတွေရှိတယ်အဲ့ဆေးဝါးတွေကဆေးတွေကြတော့ကုန်စည်နှုန်းတွေတက်ကုန်တယ်သွင်းရတာကန့်တက်ဖြစ်တယ်ကုန်စည်နှုန်းတက်ကုန်တယ်ဆိုတော့ပြောလိုက်ဆိုတော့ဒီမှာရက်ကွက်ထဲမှာအလားတူဆေးဆိုတဲ့စကားတွေအများနဲ့ကြားတယ်ကျွန်တော်ဒီဆေးတစ်မျိုးရှိတယ်အလားတူဆေးပဲဒီဆေးပဲမရှိဘူးအလားတူဆေးပဲရဒီဆေးမရအလားတူရေးရမယ်ဆိုတော့အလားတူကကောင်းလားမကောင်းလားလည်းမသိအာမခံချက်မရှိအဲ့တော့စသဖြင့်ပေါ့ဗျာရှုပ်ထွေးနေတဲ့ဇာတ်လမ်းတွေအများကြီးပဲအဲ့တော့ကျွန်တော်ကဒီအစိုးရရဲ့ပို့ကုန်သွင်းကုန် policy ကိုတည်တည်ချာချာပြန်ပြီးစနစ်တကျပြန်ပြီးတော့ပြင်ဆင်သင့်ပြီလို့ကျွန်တော်တိုက်တွန်းချင်တယ်တိုင်ပြင်ဆင်သင့်တယ်ဘယ်ဟာအရေးကြီးလဲဘယ်ဟာအရေးမကြီးဘူးလဲဘယ်ဟာတွေကချန်ထားရမလဲပြီးတော့ဘယ်ဟာတွေက release ပေါ့လွှတ်ပေးလိုက်ရပြီးတော့ဘယ်ဟာတွေတိုင်ထားရမလဲအဲ့ဒါကိုပြန်ပြီးတော့သေချာခွဲဖို့လိုတယ်အရာအလုံးကိုကျွန်တော်တို့ကအင်ရှင်မသုံးနေလို့မရဘူးဆိုလိုတာငါတို့ကွာကျွန်တော်တို့တော့နယ်လေးမှာပေါ့ကျွန်တော်တို့ဟိုငယ်တော့ကျွန်တော်တို့မိဘတွေဟိုလို့ပေါ့အဖေတော့ဒီနေ့ပတ်စံကို1000ပဲရှာလာနိုင်ခဲ့တယ်ကွယ်ဆိုတော့အဲ့ဒီအဖေက1000ပဲရှာနေတဲ့အတွက်အမေကဘာလို့လဲဆိုတော့1000နဲ့လောက်အောင်ရအောင်ချက်ကွာဆိုရအောင်ချက်ပြီးတော့1000နဲ့လောက်အောင်ချက်တော့ကျွန်တော်တို့ဘဲဥတလုံးသားမိသားပါတော့စားရတယ်ပေါ့ရောက်တယ်အဖေက1000နဲ့ပုံတော့မရှာနိုင်ဘူးမရှာနိုင်တော့ကျွန်တော်ကဘဲဥတလုံး3ချမ်းချမ်းပြီးတော့အဖေကတစ်ချမ်းအမေနဲ့ကျွန်တော်ကနှစ်ချမ်းတစ်ချမ်းကိုထပ်ပြီးတော့တော့ခွဲပြီးစားအဲ့လိုစားရပြီလေငပိတိုးစရာနဲ့ဟုတ်ပြီဒါတော့ငပိတိုးစရာကကျွန်တော်ငါးဖန်းရှာလို့ထွက်လို့ငပိတိုးစရာရတယ်ငါးလိုက်ဖန်းလို့နောက်တစ်ခုကဟိုတိုးစရာဆိုလဲကျွန်တော်တို့ခြံထဲမှာစိုက်ထားလို့ရတယ်ဆိုတော့အတိရွက်ကြောဖို့じゃစီတောင်လောက်ငါအများကြီးမရှိပါဘူးဆိုတော့အဲ့လိုမျိုးဆိုကျွန်တော်ကပတ်စံကိုပိုတိုးရှာနိုင်ဖို့အားနေပြီးတော့နဲတဲ့ခါကျတော့ပိုတိုးရှာအဲ့အမေကခုန1000အဖေက1000ရှာလာတာအမေက1000လုံးသုံးပြလို့မရဘူးစေးဖို့ဝါဖို့စီဖို့ဘာဖို့ညာဖို့အီမာရှိတဲ့ဘာကြီးကဘာမှမသိတဲ့အတူကအနည်းဆုံး200လောက်ချန်ထားတော့800လောက်ဆိုတော့တားမိသားပတ်စံ800လုံးနဲ့လောက်အောင်စားရမယ်ဆိုရမျိုးဖြစ်လာတယ်အဲ့တော့200ပို့တယ်လို့ရုပ်တရက်ပြောလို့ရရင်အဲ့200ကရော
မတော်တဆကျမ်းမာရေးဖြစ်လာရင်မတော်တဆကုသားသမီးသားကြောင်စီတို့ဟိုဟာစီဒီဟာစီအိမ်မှာဖျောင်းနိုင်မီးလိုတာဟိုဟာလိုတာဒီဟာလိုတာဖျားမီးထုံးမို့လိုတာပန်းလိုတာစီမီးအဲ့ဒါလေးဝယ်ရမှာရှိအိမ်မှာအသုံးဆောင်လေးတွေရှိဝယ်ရမှာရှိတယ်အိမ်ကမိသားစုကအမေအဖေကျွန်တော်တို့ကပါအကုန်လုံးကြီးလည်းနေလို့မရဘူးလေဆိုတော့အဲ့ဒါမျိုးတွေဖြစ်နေတော့ဒါကြောင့်ကျွန်တော်တို့ကပတ်စံပိုးရှာနိုင်အောင်ကြိုးစားရမယ်အဲ့လိုပဲအိမ်ထဲကယူပေါက်တွေကိုလည်းပြန်ပြီးတွက်ချက်ပြင်ဆင်ရမယ်ကိုယ်အိမ်ထဲမှာရှိတဲ့ယူပေါက်ကိုပြင်ဆင်ရမယ်ဒါမှသာလျှင်ကျွန်တော်တို့ကတက်နေတဲ့ကုန်စည်နှုန်းကိုထိန်းနိုင်မှာဖြစ်တယ်ဥပမာဆိုကြပါစို့ကျွန်တော်တို့နိုင်ငံမှာကျေးလက်ဒေသမှာနေတဲ့ကျွန်တော်တိုက်တွန်းချင်တာပါအစိုးရကလည်းပြင်ဆင်ရမယ်ပြောင်းလဲရမယ်ကိုကုန်စည်နှုန်းကြောက်အောင်အစိုးရကလည်းအာမခံဆွဲချပြရမယ်ဆွဲချနိုင်ရမယ်ဆွဲမချနိုင်ရင်ဈေးကိုနိုင်ငံသားတွေဝင်ငွေကောင်းအောင်လုပ်ပေးရမယ်နံပါတ်2လမ်းမရှိနိုင်ငံသားတွေကဝင်ငွေကောင်းလာလို့ရှိရင်ကုန်စည်နှုန်းမကြောက်ဘူးဝင်ငွေမကောင်းရင်ကုန်စည်နှုန်းကိုကြောက်တယ်ကုန်စည်နှုန်းလည်းညှို့ထိုးတယ်အဲ့တော့ဝင်ငွေကောင်းအောင်လုပ်နိုင်ရင်ကုန်စည်နှုန်းမကြောက်ဘူးဝင်ငွေကောင်းသလားဆိုတော့လေခုနိုင်ငံသားတွေမကောင်းဘူးထင်သလားမကောင်းဘူးခက်ခဲတယ်ကြက်တဲနေတယ်အဲ့ဒါကျွန်တော်တို့ကဘလို့မှခံစားလို့မရဘူးဒါကြောင့်ကျွန်တော်အစိုးရအစ်စ်ကိုမျှော်တယ်ဒီမိုကရေစီအစိုးရနဲ့နောက်လာမဲ့အခင်းချင်းကျွန်တော်မျှော်နေတာဒါအဲ့တော့ဒီတဲ့အစိုးရအနေနဲ့တွက်ချက်ရမယ်သွင်းကုန်ပို့ကုန် policy ကိုတေချာပြန်ပြင်ရမယ်တေချာပြန်စဉ်းစားရမယ်ဘယ်ဟာတွေဦးစားပေးဘယ်ဟာတွေတချို့ luxury တွေပြဘာလို့ဦးစားပေးမလဲငါခက်ရှင်းရှင်းလေးပဲကျွန်တော်ပြောလို့မကောင်းတာတွေအများကြီးပဲရှိတယ်ကျွန်တော်ပြောလို့မကောင်းတာတွေအများကြီးရှိတယ်သွင်းကုန်ပို့ကုန် policy မှာတချို့လွဲနေရလို့ယူဆရတယ်အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ပြောလို့မကောင်းသေးလို့မပြောဘူးတို့ကြနေကြရင်လည်းကျွန်တော်ကပြောလိုက်ဟိုကျွန်တော်ကပြောလိုက်ပြောတဲ့ကျွန်တော်ကနေတိုင်းနဲ့သက်သက်မဲ့ဟိုရန်သူဖြစ်လိုက်နေမကောင်းတော့ထားအောင်โอเคအဲ့တော့ကျွန်တော်ကဒီအစိုးရလည်းခင်ဗျားတို့လည်းပြင်ရမယ်ခင်ဗျားတို့လည်းပြင်သိမယ်โอเคနောက်တစ်ခုကပြည်သူတွေနဲ့ဘာလို့ဆိုရွာတွေမှာပေါ့ဗျာဥပမာရွာတွေမှာဆိုလို့ရှိရင်နယ်မြို့လေးတွေမှာရွာတွေမှာဘာလို့တင်လဲလို့မေးရင်ဒီကိုယ့်အိမ်မှာမြေကွက်လက်ကလေး10ပေလောက်လွတ်နေရင်9ပေလောက်လွတ်နေလွတ်တဲ့ခါလေးမှာရှင်မောင်လေးတွေစိုက်ထားတာရုံးပတိလေးတွေစိုက်ထားတာနော်ဟိုထားပါတော့ဟို3ပေပတ်လက်လောက်ရေကန်လေးတွေမှာကစုံးတွေထည့်ပြီးစိုက်လိုက်တာကစုံးတွေစိုက်လိုက်တာနော်စိုက်ရတာကစုံအယိုးတွေကိုကြော်စားပြီးကိုဝဲတဲ့ကစုံမင်းအယိုးပြစ်ချလိုက်တယ်နဲ့ပြန်ပေါက်လာတော့ကစုံအဲ့တော့အဲ့ဒီထားတာစားသဖြင့်ပေါ့ဗျာဒီစားပင်သီးပင်လေးတွေအဲ့ဒီမှာကိုလွတ်တဲ့မြေလေးကဆယ်ပေပတ်လဲလို့အဲ့လွတ်တာတွေပိုင်းပြီးတော့ကြက်နာစိုက်ပြီးတော့အဲ့ဒီကနေပြီးတော့အသီးလေးတွေခူးပြီးတော့အသီးနှံလေးတွေကြော်စားတာမျိုးနော်ကိုအိမ်မှာကြက်ကလေးဝက်ကလေးတွေမွေးထားတာမျိုးအဲ့ဒါမျိုးလေးတွေနဲ့ကိုမိသားစုကိုဖူလုံအောင်လို့ခုနကပါလဲဆိုအိမ်နောက်ဖွေးဈေးတိုင်းတဲဆိုတဲ့ဟာလိုမျိုးပဲကျွန်တော်တို့အဲ့ဒါလေးလုပ်ဖို့လိုအပ်ပါတယ်အဲ့ဒါလေးလည်းကျွန်တော်တို့ဟိုရှေ့ခေတ်လူကြီးတွေပြောခဲ့တဲ့အိမ်နောက်ဖွေးဈေးတိုင်းတဲဆိုတာအလားမဟုတ်ပါဘူးအဲ့ဒါလေးတွေလည်းကျွန်တော်တို့ကျေးလက်နေပြည်သူတွေမြို့ပြနေပြည်သူတွေအချို့တွေကမြေနေကြံတဲ့မြေလေးကိုမှလုပ်ကြပါရန်ကုန်လိုနေရာမြေကျက်တဲ့သူတွေကတော့ဟိုထမ်းမြတိုက်တွေမှာနေလို့စိုက်စရာနေရာမရှိတော့ဒါတို့ကတော့မတတ်နိုင်ဘူးဒါပေမဲ့အဲ့ဒါလိုလူဒန်းစားတလွာကလုပ်လိုက်လို့ရှိရင်အဲ့တလွာကြောင့်တချို့ကုန်စည်နှုန်းတွေကတက်တာနောက်တစ်ခုကရန်ကုန်ရဲ့ surrounding area ရန်ကုန်လိုနေရာ area မှာမြေကွက်လွတ်တွေအများကြီးရှိတယ်အဲ့ဒီမှာသီးပင်စားပင်တွေစိုက်လို့ရတယ်မွေးလို့ရအကောင်ပလောင်တွေမွေးလို့ရတယ်အသီးနှံတွေစိုက်လို့ရတယ်အဲ့ဒီကနေမှရန်ကုန်ကုန်စည်နှုန်းတွေတိုက်ရိုက်ပို့နိုင်အောင်လုပ်လို့ရတယ်ဒါဆိုရန်ကုန်ကုန်စည်နှုန်းကိုသူတို့ကသီးနှံစားပင်သီးပင်စားလူတွေအဓိကအခြေခံစားသုံးကုန်စည်နှုန်းတွေဆွတ်ချပြီးသားဖြစ်မယ်တကယ်ကိုမူဝါဒမှန်ကန်နဲ့စိုက်ကြည့်ဖြစ်တယ်တနေ့တော့ဖြစ်ကုန်ဖြစ်တယ်ဒီကြောင့်မူဝါဒမှန်နဲ့ဒီကုန်စည်နှုန်းတွေကိုကြောက်ဆွတ်ချမယ်ဆိုရတယ်နိုင်ငံကသွင်းရတာမဟုတ်ဘူးလေအဲ့ဒါမြေကြီးကနိုင်ငံကသွင်းရတာမဟုတ်ဘူးအသီးနှံတွေကအသီးရွက်တွေမြေကြီးနိုင်ငံသွင်းတာမလို့ကိုဟာကိုရအောင်စိုက်ပြီးတော့ကိုဟာကိုပြည်တွင်းမှာမရအောင်ဆွတ်ချပြီးတော့လုပ်လို့ရပါတယ် transportation charge ကိုတက်တာကြီးရင်လေနောက်တစ်မျိုးကယထာကိုကောင်းကောင်းသုံးလို့ရတယ်ယထာကောင်းသုံးလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ EV ကားတွေကို EV သေဦးဆောင်ကားတွေကိုသုံးလို့ရတယ်အဲ့ဆိုရင် transportation charge မှာတအားတက်တာပဲအဲ့တော့စဉ်းစားလို့ရတာတွေကိုလိုက်စဉ်းစားပြီးတော့ထောက်တော့ဗျာရန်ကုန်မှာဆိုမြို့နယ်တူလာကွက်လာအပိုင်းလိုက်ရန်ကုန်တခါတည်းဒီအပိုင်းပိုင်းပြီးတော့စိတ်ပြီးတော့ဘယ်ဘိုင်းမှာအပင်ဆိုင်ဘယ်ဘိုင်းမှာစားတယ်မသိဘူးဘယ်အဲ့ဒီစီးနာဘယ်ဟုတ်ရန်ကုန်လူ9တန်းကျော်10တန်းကိုဘယ်လိုမျိုးဒီစားသုံးကုန်ထိမလဲဆိုတာကိုပြင်ရမှာလုံးတင်တာနော်အဲ့တော့ကျွန်တော်တို့အဲ့ဒါတွေကအရင်စိတ်ဝင်စားတဲ့အထက်မှာကျွန်တော်ရန်စိတ်ဝင်စားတယ်မှာအဲ့ဒါတွေပါတယ်ကျွန်တော်တို့ policy maker ဖြစ်ရင်အဲ့ဒါကြီးကျွန်တော် policy ကိုချက်နာဆွဲမှာ plan ချက်နာဆွဲပြီးတော့မှဘယ်လို့ဆိုကျွန်တော်လုပ်မှာဘာလို့ဆိုခင်ဗျာတိုင်းပြည်မှာဟိုနိုင်ငံခြားသွင်းမှာမဟုတ်ပါဘူးဗျာကိုပြည်တွင်းမှာလုပ်လို့ရတဲ့ပစ္စည်းတွေလုပ်ကြပါဒါလေးလည်းကျွန်တော်ဒေသပြည်သူတွေနဲ့ဆိုင်အဲ့တော့နိုင်ငံတော်ကလည်း policy မှန်အောင်လုပ်ဖို့လိုတယ်ပြည်သူကလည်းအဲ့ policy နောက်ကိုရဲဝင်လိုက်ဖို့လိုတယ်ဒါမှပဲကျွန်တော်တို့ကုန်စည်နှုန်းကဆွဲချလို့ရတယ်တချို့ဟာတွေနောက်မဆိုရင်တော့မလွယ်ပါဘူးဒါကြောင့်ကုန်စည်နှုန်းနဲ့ဒီဟိုနဲ့ရောထွေးနေတဲ့ကိစ္စဆိုတော့ကျွန်တော်လည်းကျိုးကိစ္စကြပြောရတော့လည်းခက်တယ်အခုဘလောက်ကုန်စည်နှုန်းကြက်တယ်လားမကြက်တယ်လားခင်ဗျာပြီးခဲ့တဲ့ကုန်စည်နှုန်းကြက်တယ်နောက်တော့ငွေလူတွေဘလောက်ငွေဘလောက်ကြက်သလားမကြက်သလားတော့ကျွန်တော်မသိဘူးshopping center တွေမှာလူတွေပြည့်ကျက်နေပေမဲ့တချို့တွေအကျွေးမဆိုင်လို့ဆိုကမ္ဘောဇဘန်ဆိုရင်ဒီနေ့သူနိုင်ငံမှာသတင်းစာမှာကြီးညာရတယ်လူ60တဲ့မနေ့ကုန်လုပ်ငန်းပေါင်း60တဲ့မနေ့ကသူတို့အကျွေးလာမဆက်လို့အကျွေးမဆိုင်ရေးယူတာတရားစွဲပါမဆိုပြီးတော့ကမ္ဘောဇဘန်ဆိုရင်သူကြီးညာရတယ်မကြီးညာလို့မရတော့ဘူးလေသူမကြီးညာလို့မရတော့ဘူးဘာလို့ယူထားတဲ့ company တွေဒါဟို SME လိုမျိုးတိတိလေးတွေပါ small and medium လေးဆို medium size လေး small size လေးတွေကုန်လုပ်ငန်းလေးတွေပေါ့အဲ့လုပ်ငန်းလေးတွေချိထားတဲ့ပတ်စံတွေအများကြီးပဲအဲ့ပတ်စံတွေအများကြီးကတယောက်ကိုထားပါတော့ဗျာလူ60လောက်လုပ်ငန်း60လောက်ဆိုတယောက်ကိုသိတဲ့ထောင်ပဲချီထား
လူ60လေသိန်းပေါင်း6000ခင်ဗျာအဲ့တော့သူလည်းဒါပြည်သူတွေစီကစုငွေတွေပြန်ချိရတာဆိုတော့သူလည်းဒါကြီးပြန်တောင်းမယ်တချို့တွေလည်းမပေးနိုင်တော့ဘူးထင်ပါတယ်မပေးနိုင်တော့ဘူးထင်တယ်တချို့တွေလည်းတရားစွဲခံတော့မဲ့သဘောတော့ဖြစ်လာသလားမသိဘူးလုပ်ငန်းတွေမှာပြက်ထုတ်ကုန်လားမသိကြည့်ရတချို့တွေလည်းဟို PDF တွေဖြစ်ကုန်လားတချို့တွေလည်းအကြမ်းဖက်ထောက်ဖို့တွေဖြစ်ကုန်လားပြပထွက်ပြေးတွေဖြစ်ကုန်လားမသိဘူး